လုံးသားရင်းစင်ပြပေါ်လာလဲရထောင်ရှိလို့ပဲချစ်တကားလာလေးတွေဖွဲ့ကတွဲကနေအောင်နေကတော့မပေးခဲ့ရတော့ခုလိုဘဝမျိုးမှာဖြစ်နိုင်တဲ့ခွေးတစ်ခုတော့သူ့ကိုပေးပါဦးလားဟဲ့သူ့ကိုပေးပါဦးလားဟဲ့ဒုနီယာဟာလေသင်ရှာတွေ့တော့မှဖြစ်စိတ်တွေဖြစ်သွား